ဒီနေ့လေးလာရမယ်စကားပြောပုံစံလေးကတော့ less blah by infinitive ဆိုတဲ့ပုံစံလေးပဲဖြစ်ပါတယ်။သူ့ရဲ့မြန်မာလိုအဓိပ္ပာယ်ကကြာရအောင်ကြာဆိုပြီးတော့နှစ်မျိုးလုံးဘာသာပြန်လို့ရပါတယ်။ဥမာစာကြောင်းလေးနဲ့အတူတူလေ့ကျင့်ကြည့်ရအောင်။ဒီအားလေးမှာကမ်းခြေကိုသွားကြရအောင်။တနည်းအားဖြင့်ဒီအားလေးမှာကမ်းခြေကိုသွားကြဆိုလို့လည်းဘာသာပြန်လို့ရပါတယ်။သူ့ရဲ့အဓိပ္ပာယ်လေးကကြားရအောင်လည်းရတယ်၊ကြားဆိုလည်းရတယ်။နှစ်မျိုးလုံးကိုအဆင်ပြေရလေးနဲ့ဘာသာပြန်ပေးပါ။ဒီစာကြောင်းလေး you English လို့ပြန်ရေးကြည့်ရအောင်။ less bluff by infinitive ကိုသုံးပါဆိုတော့ less ကိုပုံသေးတာနောက်ကပေါ့ပြောရမယ်ဆိုခေါ်ပေါ်ဆိုရင် for one you for zero လေးတွေထည့်ပြီးတော့ပြောလို့ရပါတယ်။ဒါဆိုရင် let's go သွားကြဆိုဘယ်ကိုသွားမှလဲဆိုရင် to the beach ကမ်းခြေကိုသွားမှာဒီအားလိုက်ရဆိုတော့ this weekend လေးထည့်လိုက်အောင်ပဲပြန်ပြောကြည့်အောင် let's go to the beach this weekend let's go to the beach this weekendဒီညရုပ်ရှင်ကြည့်ကြရအောင်တနည်းအားဖြင့်ဒီညရုပ်ရှင်ကြည့်ကြဆိုပြီးတော့လည်းဘာသာပြန်လို့ရတယ် let's watch a movie tonight let's watch a movie tonight ဒီညရုပ်ရှင်ကြည့်ကြရအောင်ညစာအတွက်ဆက်တဲ့အရာတစ်ခုခုစားကြရအောင် let's eat something spicy for dinner let's eat something spicy for dinner ညစာအတွက်ဆက်တဲ့အရာတစ်ခုခုစားကြရအောင်ကြားရအောင်ကြားဆိုလို့ရှိရင်တော့ let's verb infinitive ပုံစံလေးနဲ့အသုံးပြုပေးလို့ရပါတယ် let's ရဲ့နောက်မှာ for one you ပေါ့နော် for zero လေးတွေထည့်ပြီးတော့ပြောလို့ရတယ်စားကြရအောင်ဆိုတော့ let's eat စားကြရအောင်စားကြဆိုကိုစားမဲ့အရာလေးတွေနောက်ကနေထည့်ပြောလို့ရတယ်ဒါဆက်တဲ့အရာတစ်ခုခုဆိုရင် something spicy လို့ပြောပါတယ်ညစာအတွက်ဆိုရင် for dinner ဒါဆိုရင် let's eat something spicy for dinner ညစာအတွက်ဆက်တဲ့အရာတစ်ခုခုစားကြရအောင်စာမေးပွဲအတွက်အတူတူစားကြရအောင် let's study together for the exam စာမေးပွဲအတွက်အတူတူစားကြရအောင် let's study together for the exam ပြောလို့ရပါတယ် let's ရဲ့နောက်ကနော် verb infinitive လေးလိုက်မှာဆိုတော့ study စာကြသည်ဆိုတော့ let's study ဆိုရင်စာကြကြဆိုအတူတူဆိုရင် together လေးထည့်ပေးလိုက်မယ်ဘာအတွက်လဲဆိုစာမေးပွဲအတွက်ဆို for the exam ကိုနောက်ဆုံးမှာထည့်ပေးလိုက်ပါ let's study together for the exam စာမေးပွဲအတွက်အတူတူစာကြကြရအောင်စမ်းမလုပ်ခင်ခဏနားလိုက်ကြရအောင် let's take a short break before continuing let's take a short break before continuing လို့ပြောလို့ရပါတယ် let's ကြားရအောင်ဆိုတော့သူ့ရဲ့နောက်မှာခဏနားလိုက်ကြရအောင်ဆိုခဏနားသည်ဆိုတဲ့ verb one you လေးကိုထည့်ပေးမယ် take a short break လေးထည့်ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ဆက်ပြီးတော့မလုပ်ခင်ဆိုတာလေးကိုbefore continuing before မခင်လေးပဲ before ရဲ့နောက်မှာ subject verb တွေလည်းလိုက်လို့ရတယ်လို့ verb ing လည်းလိုက်လို့ရတယ်ဒါကြောင့်မို့လို့ continuing ဆိုတဲ့ verb ing လေးထည့်ပေးလိုက်မယ် before ဆိုတာမခင်ဆို continuing ကဆက်လက်လုပ်တယ်ဆက်မလုပ်ခင်ဆိုရင် before continuing အဲ့တော့ရှေ့ဟာလေးနဲ့ပြန်ပေါင်းလိုက်တော့ let's take a short break ခဏအနားယူလိုက်ကြရအောင် before continuing ဆက်မလုပ်ခင်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်ခရီးအတွက်အစီအစဉ်တစ်ခုရေးဆွဲကြရအောင် let's make a plan for our next trip let's make a plan for our next trip ပြောလို့ရပါတယ်။ကြားရအောင်ဆို let's နဲ့စမယ်အစီအစဉ်တစ်ခုရေးဆွဲသည်ဆိုတော့ make a plan လေးထည့်ပေးလိုက်မယ် let's make a plan အစီအစဉ်တစ်ခုရေးဆွဲကြရအောင်ကျွန်တော်တို့နောက်ခရီးအတွက်လို့ပြောခြင်း for our next trip ပြောလို့ရပါတယ်။အင်္ဂလိပ်စာကိုစိတ်အားထက်သန်စွာလေ့လာကြစို့Let's study English eagerly. Let's study English eagerly. အင်္ဂလိပ်စာကိုစိတ်အားထက်သန်စွာလေ့လာကြရအောင်ကြဆိုပေါ်တော့ဘလို့ပဲဖြစ်ဖြစ်သူ့ရဲ့အဓိပ္ပာယ်ကကြားရအောင်လဲဘာသာပြန်လို့ရတယ်ကြားဆိုလဲဘာသာပြန်လို့ရတဲ့အတွက်ကြောင့်ကိုအဆင်ပြေရလေးနဲ့ဘာသာပြန်ပေးလို့ရပါတယ် Let's ကြားရအောင်ကြားဆို study English အင်္ဂလိပ်စာလေ့လာသည်ဆိုတဲ့ verb လေးကိုထည့်လိုက်တော့ let's နဲ့ပေါင်းလိုက်တဲ့အခါမှာအင်္ဂလိပ်စာလေ့လာကြဆိုစိတ်အားထက်သန်စွာဆိုတဲ့ verb လေးကိုနောက်ဆုံးမှထည့်ပေးလိုက်မယ် eagerly စိတ်အားထက်သန်စွာဒါဆိုဒီကြောင်းလုံးပေါင်းပြီးပြောမယ်ဆိုရင် Let's study English eagerly အင်္ဂလိပ်စာကိုစိတ်အားထက်သန်စွာလေ့လာကြစို့မနက်ဖြန်မနက်အိပ်ရာစောစောထားကြရအောင် Let's get up early tomorrow morning Let's get up early tomorrow morning
ကြားရအောင်ကြားဆွဆိုလို့ရှိရင် let's ဆို pattern လေးကိုသုံးလို့ရတယ်သူရဲ့နောက်မှာ verb infinitive verb 1ရိုးလိုက်မယ်ပေါ့နော်အဲ့ရစောစောထားကြရအောင်ဆိုတော့ကြားရအောင်ပြီးနားမှာအဲ့ရစောစောထားသည်ဆိုတဲ့ verb လေးထည့်ပေးမယ် get up early အဲ့ရစောစောထားသည် let's နဲ့တွဲလိုက်တော့ထားကြရအောင်ဖြစ်သွားတယ်ပေါ့နော်မနက်ဖြန်မနက်က tomorrow morning ဒါဆိုလို့ရှိရင်ပေါင်းပြီးပြကြည့်မယ် let's get up early tomorrow morning မနက်ဖြန်မနက်အဲ့ရစောစောထားကြရအောင်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ဒီကနေ့မှာ let's verb infinitive ဆိုတဲ့ pattern လေးကိုလေ့လာခဲ့တာပဲဖြစ်ပါတယ်မြန်မာလိုအဓိပ္ပာယ်ကတော့ကြားရအောင်ကြားဆွဆိုပြီးတော့ဘာသာပြန်လို့ရပါတယ်အဲ့တော့ဒီနေ့ဒီမျိုးစီ pattern လေးတွေကို1 2ဆိုပြီးတော့အပိုင်းလေးခွဲပြီးတော့တင်ဆက်ပေးသွားမှာဟုတ်လို့ English စာလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ Future Way page လေးကို follow လုပ်ပြီးတော့ English စာလေ့လာလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်